မြန်မာပြည်သူလူထုကြီးမင်္ဂလာပါကျုပ်ရှီကျင်းဖင်ပါကျုပ်ကကိုကျိုးစီးပွားပဲကြည့်တာနော်ခမည်းတော်ဒီမိုကရေစီတွေဖက်ဒရယ်တွေကိုကျုပ်စိတ်မဝင်စားဘူးအခုမအားလာကိုအားပေးထောက်ခံနေတဲ့ဆိုတာကကျုပ်အကျိုးစီးပွားအတွက်ပဲမအားလာကိုပြောလိုက်ရင်သူကသူ့အဖွဲ့ကိုပြီးတယ်မြန်မာပြည်ကတယံဇာတတွေလဲပေါ်ချောင်ကောင်းနဲ့ရတယ်ခမည်းတော်တော်လန်ရေးပတ်ချမ်းကိုကြည့်လိုက်တဲ့အခါကျတော့ဘိုးရွေးကြည်သေးပဲ NUG နဲ့စကားပြောရမှာလားတိုင်းရင်းသားတွေနဲ့စကားပြောရမှာလားဘယ်သူနဲ့ပြောရမယ်လို့မသိဘူးခမည်းတော်ကညီညွတ်ရေးကိုမတီးဆောက်နိုင်ဘူးဆိုတဲ့အခါကျတော့ခမည်းတော်တော်လန်ရေးကအောင်မြင်မယ်လို့ကျွန်တော်ကမယုံကြည်ဘူးအဲ့ဒါကြောင့်မအားလာကိုအားပေးထောက်ခံနေရတာ